ရှာတယ်ကိစ္စမရှိဘူးပြောအဲ့လိုယူပါနော်ယူပါပြီးလို့ရှိရင်ဆမ်မပြောတဲ့အတိုင်းမနက်တစ်ချိန်ထွန်းမယ်ထွန်းပြီးတဲ့အခါကျလို့ရှိရင်သုံးပုံပုံလို့ရှိရင်နော်ဒီလောက်နှစ်ပုံလောက်ကုန်တဲ့အထီကိုဆူတောင်းပြီးတော့သမီးတိတ်ချာလေးထွန်းပေးရပါနော်မလို့ရေရရာကြီးပေးစီရလုံးဝမလို့ဆရာမကအဘဆရာကြီးဒေါက်တာမင်းသိန်ခါရဲ့တပည့်အရင်ဖြစ်တယ်အဲ့အတွက်ကြောင့်မို့ဆရာမတို့တွေကတပည့်သားသမီးအရင်နေဖြစ်တဲ့အတွက်ကြောင့်မို့နော်အဘရှိစဉ်တုန်းကအတိုင်းပဲရေရရာကြီးတစ်ချက်မှပေးစီရမလို့ရေရရာကြီးတစ်ချက်မှတောင်းခံခြင်းလည်းမရှိဘူးအဲ့တော့သမီးစေတနာရှိလို့ဆရာမကိုလှူမယ်ဆိုလို့ရှိရင်လည်းရေရရာကြီးဆိုပြီးတော့လှူစီရမလို့ဘူးပေါ့နော်သမီးတကယ်လို့လှူခြင်းတယ်ဆိုလို့ရှိရင်ဟိုမှာအဘဘိုးမင်းကောင်းလို့နော်အဘဆရာကြီးဒေါက်တာမင်းသိန်ခါတို့အတွက်ပေါ့စွန်လောင်းနဲ့ကုသိုလ်ထဲမှာသွားထည့်လို့ရတယ်ပြီးပန်းတွေပါရှိတဲ့ထဲမှာထည့်လို့ရတယ်နော်ရတယ်ဆရာမရေတရာကြီးတစ်ချက်မှပေးစရာမလိုဘူးဒီထက်မှကအမေသမီးလေးအဆင်ပြေပါစေတိုးတက်အောင်မြင်ပါစေလို့နော်ဆုတောင်းတယ်သမီးအဲ့အားရရဲ့ကြလို့ရှိရင်တော့လာခဲ့ဆရာမရဲ့ငွေကံကူငွေကံပွက်မင်္ဂလာတန်တန်းတော်ကြီးအမှတ်3မှာပွဲတွေ့ချမ်းသာဓာတ်ကြီးလေးပါစွန့်ကတ်တယ်ခေမွန်ကြီး10ပါစွန့်ကတ်တယ်နော်အခုလာမဲ့တနင်္ဂနွေနေ့မှာလည်းပဲပွဲတွေ့ချမ်းသာဓာတ်ကြီးလေးပါခေမွန်ကြီး10ပါစွန့်ကတ်မယ်ပထန်းတောင်းလှူမယ်ရေစီတီလှူမယ်နော်လာတဲ့လူတွေကိုလည်းပဲအယုတ်လက်မြတ်မရွေးအားလုံးကိုဆရာမကမနှောမရတရဏဂုံစေးထမင်းကျွေးတယ်မနှောမရတရဏဂုံလက်ဖေးတိုက်တယ်လက်ပွင့်ရေပေါ့သမီးရဲ့လက်လာပါတွေပွန်လန်းတယ်နော်ပြီးတော့တချို့ဆိုလို့ရှိရင်နာတာရေပေါ့ဆေးရုံဆေးကန်းတွေသွားတယ်ဝစ်တိုရီယာတွေပါတွေသွားတာပေါ့နော်ပတ်စံ350 60ကုန်တာဘာယောဂအမှမပေါ်ဘူးအဲ့ဒါဆင်မရှိမှဒီမှာခေမွန်းကြီး10ပါတကြီးလေးပါခြေပြီးတော့မနှောမရတရဏဂုံလက်ဖေးတိုက်လိုက်လို့ရှိရင်ကျမ်းမာရေးလုံးဝကောင်းသွားတယ်တဲ့ညဘက်ပေါ့နော်ခဏထားရတယ်အိတ်မပြောဘူးလက်နိုးတယ်အဲ့ဒါတွေလည်းအကုန်လုံးပျောက်သွားတယ်ခလေးတွေဆိုလို့ရှိရင်လည်းကျမ်းမာရေးကောင်းသွားတယ်ဟိုနာကအနီး2ယောက်ဆိုလို့ရှိရင်လည်းတရားထိုင်လို့မရလို့တဲ့အဲ့ဒါတဲ့ဆမ်မကမြစ်တာနဲ့ပေါ့နော်တစ်ချက်မှမယူဘဲနဲ့တဲ့ဆေးကုပေးတယ်လို့ကြားလို့တဲ့အဲ့ဒါတဲ့လာတာဒါပေမဲ့ဆမ်မလည်းကုပေးလိုက်ပြီးတော့သူတို့ကောင်းသွားတော့ဒီမှာလာပြီးတော့မှဖျားပွဲအတွက်ဒီစွန်းလောင်းတဲ့အခါတွေမှာပေါ့နော်သူတို့နိုင်တဲ့လောက်လေးပေါ့လာလှူလို့အဲ့လိုမျိုးလေးတော့ရှိတယ်နော်အဲ့တော့မနက်9နာရီထက်နောက်မကြဘဲနဲ့လာခဲ့108လုံးပတိရှိရမလား108လုံးပတိတကုံးယူလာခဲ့နော်108လုံးပတိတကုံးယူလာခဲ့အသားပတိနဲ့ပဲပတိစိတ်မယ်နော်အဋိဌံပတိစိတ်မယ်လက်ပွင့်ကာတာတွေအနေရကင်းကာတာတွေလည်းသင်ပေးမယ်ကန္တာတာမြင့်လက်ဖွင့်ပေးမယ်နော်ကိုကစေရနာရှိလို့ပေါ့နော်ကိုထူချင်တာလေးရှိတယ်ဆိုလို့ရှိရင်လည်းလှူပေါ့နော်ဆရာမနဲ့ကုသိုလ်ပါဝင်ပြီးတော့ပွဲတွေ့ချမ်းသာတက်ကြီးလေးပါဆွန့်ကတ်တယ်ခေမွင်း10ပါဆွန့်ကတ်တယ်ပထန်းတောင်းလှူတယ်ဆိုတာလှူကအင်မတန်မှမွန်မြတ်တယ်ကို့အတွက်လည်းအရန်ကောင်းတယ်နော်ယခုအတွက်ကောနောင်အတွက်ကောကောင်းတယ်လောကီလောကုတ္တရာကောင်းကျိုးချမ်းသာကိုရရှိစေတယ်အဲ့အတွက်ကြောင့်မို့ဟိုဘယ်ရွေးဘယ်မျှရဲလို့ကြမ်းမှာတောင်းခံခြင်းလည်းမရှိဘူးလှူခံခြင်းလည်းမရှိ